လုပ်သွားလုပ်တဲ့ညီမလေးဒီကအိုမန်လေးတော့သူတို့အာရဗ်ကလာဟင်းချက်ပြတာကို online မှာကြည့်ပြီးတော့ကိုကပြန်ချက်တာပေါ့သူတို့ချက်တာကတော့ချက်သားနဲ့ချက်တာကိုကအမေသားနဲ့ချက်တာပေါ့နော်အမေသားကြိုက်လို့ပေါ့နော်ကဲဒီလိုအိုမန်မှာအာရဗ်မှာအလုပ်သွားလုပ်တဲ့ညီမလေးတွေကိုအရန်ကျေးဇူးတင်ပါတယ်လို့ကလာဟင်းချက်တာပြပေးတာပေါ့နော်အဲ့ဒါ online မှာကြည့်ပြီးတော့တတ်တာပေါ့တတ်လာခဲ့တာပေါ့ကဲချက်ပါပြီစားတော့မယ်ဒါကတော့အရန်ကျေးဇူးတင်ပါတယ် online မှာဟင်းချက်ပြတာတွေ့လာလို့လေနော်ချက်ပါပြီကဲသူတို့လိုပဲဒီလိုမျိုးပေါ်မှုကန်နဲ့ကလာသမင်းစားမယ်ဖြစ်ပါတယ်ကဲအိုမန်ဟင်းစားရအောင်ဒါကဒီလိုနော်အရန်စားကောင်းပါတယ်အိုမန်အာရဗ်ကလာ